Okay ကျွန်တော် Google ကထုတ်ထားတဲ့ Google မှာသုံးရတဲ့ဟာတွေအကုန်လုံးဝင်တော့ကြည့်ကြအောင်ဗျာပြန်နေပြောပြပေးပေါ့နော်ဘယ်ဟာလွဲနေတယ်ဘယ်လိုလဲဆိုတာဘယ်လိုသုံးလို့ရတယ်မျိုးဆိုတာဘယ်လိုမသိရလူကတော့ကျွန်တော်တို့ကြည့်လို့ရအောင်ပေါ့ကျွန်တော်တို့လေ့လာကြရအောင်ကျွန်တော်လည်းလေ့လာမယ်ကျွန်တော်ဒီ channel ကိုကြည့်တဲ့လူလည်းလေ့လာလို့ရအောင်ကျွန်တော်တင်ထားမယ်ပေါ့ဆိုဒီဗီဒီယိုကိုကျွန်တော် YouTube မှာတင်ထားတဲ့အတွက်အချိန်ပေးကျွန်တော်လည်းပြန်ကြည့်လို့ရနိုင်တယ်အဲ့ဒီအတွက်တင်တာပေါ့နော်ကျွန်တော်အကုန်မသိဘူးဒါပေမဲ့ကျွန်တော်စမ်းကြည့်မယ်ဒီဆုံးကျွန်တော်က Gemini AI ကိုမေးကြည့်လိုက်မယ်ကဲကထုတ်ထားတဲ့ product တွေအကြောင်းတစ်ခုချင်းစီနဲ့တို့ရဲ့အသုံးဝင်ပုံကိုတစ်ခုချင်းစီရှင်းပြပေးပါဦးကျွန်တော်တို့ရိုက်တယ် Google Screenshot ဆိုရိုက်ချလို့ရတယ်ဗျာ Screenshot လေးပေါ့နော်ဟာဒီမဝင်ရောတင်လို့ရတယ်ဒီနေ့တော့ English စာလေးတော့နေပါတက်ထိုင်တော့ပိုကောင်းတော့ပေါ့ဗျာ Get certificate ပေါ့နော် Get add ဒါတွေကိုတင်လို့ရတယ်ဗျာ English လိုလေးတော့နည်းနည်းလေးတက်ထိုင်တော့ပိုကောင်းတော့ပေါ့နော်ဒီအဲ့တော့ Coursera ကတော့ပတ်စံနည်းနည်းပါပေးရတော့ net professional လဲကြတယ်သင်ခန်းစာရလဲကျွန်တော်လဲလေ့လာဖို့တော့မိုက်တယ်ပတ်စံတော့နည်းပြရအများကြီးဆိုတော့လက်ခါရနဲ့နဲတယ်ဒါပေမဲ့လက်ခါရတဲ့ဟာလည်းရှိပါတယ်ဒါကတော့တက္ကသိုလ်တစ်ခုသွားတက်တယ်လို့တင်လို့ရတယ်ဗျာတကယ်ကိုတက်ရှင်စိရှိရလို့ဆိုရင်ဒါမျိုးတွေကိုတင်လို့ရတယ်တင်တဲ့ certificate ရအောင်တက်တာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုတွန်းညင်ကျွန်တော်တက်တာမျိုးဆိုတော့မိုက်တယ်သူက cloud ဆောင်းနီးမရနဲ့ရန်ရအောင်ဒီကတင်ရမရဖြစ်ပါတယ် generative AI ကြောင်းဂျာမန်နဲ့တော့လောက်ပဲပြီးထားတယ်ဒါပေမဲ့တခြားအရာတွေရှိသေးတယ်ဗျာတခြားလုပ်လို့ရတဲ့အရာရှိသေးတယ်ပြီးတော့ဒီကျွန်တော်ကဂျာမန်ကိုfree သုံးတာလည်းပါပါဘောနော်သူကတော့လောက်ပဲပြထားတယ် okay ဒီမဲ့ကျွန်တော်ကဒီဟို new tab တစ်ခုခေါ်လိုက်မယ် new tab တစ်ခုခေါ်ပြီးတော့ဒီမဲ့ UI ဒါ Google ရဲ့ UI ဒါကျွန်တော်က Chrome browser နဲ့ဖွင့်တာပြန်လို့ကြည့်လိုက် create new tab ဒါတော့ဘလို့ပေါ့နော်ဒီဘာလို့လို့ရဒီမဲ့ဒီနားလေးကိုဝင်လိုက်မယ်ဒီဘက်တောင်းလေးဝင်လိုက်မယ်ဒီမဲ့ဆိုရင်ကျွန်တော်အများကြီးရှိတယ်ဗျာ setting ပေါ့ဖုန်းလိုပဲ new tab ခေါ်မလား new window ဒီ password တွေ download တွေ down ပြီးတဲ့ဟာကိုပြန်ကြည့်မယ်အများကြီးပေါ့နော်နောက်ပြီးဒီမှာခုရှိရတာ Gmail ရောဝင်လာအောင်ဒါ Gmail ကိုမှဒီဘက်မှာညာဘက်မှာဆိုရင်ဒီဒါလေးကိုနှိပ်လိုက်ရင်ကိုပို့ရင်လည်းပို့လို့ရမယ်ကျွန်တော်လည်းတီးတလောက်ကျွန်တော်နားလေတလောက်ပြောပြပါတော့တချို့လည်းဒီကျွန်တော်တို့ကျွမ်းကျင်တဲ့လူတွေရှိရဗျာဒီလိုပြန်တင်ပေးလို့ရပါတယ် comment တွေပိုင်းမှာပြန်ပြောပြလို့ရတယ်ချင်းပေါ့ဗျာကျွန်တော်လည်းနားလေအောင်ပါတွေ့ထားလိုက်ပါတယ်ဒါတော့ခုနက Gemini နဲ့ရှိတ်ထားတာ Gmail ထဲမှာခါတဲ့ Gemini ကိုဒီဗါလဲ email ရေးခိုင်းတာတို့တခြားဗျာဒီ Gmail နဲ့ပတ်သက်တာရင်တော့ကိုယ်တိုင်လုပ်လို့ရမယ့်ဟာတွေကိုဒါမှမဟုတ်လောက်ခိုင်းလို့ရတယ်ဒါပေမဲ့ Premiere ကိုပတ်စံပေးရမယ်ကဲနောက်တစ်ခုကဒီမှာပဲပြန်ဝင်လာဒီမှာပဲဝင်ဒါမှမဟုတ်ဒီ new tab မှာပဲဝင်လို့ရတယ်ပြီးနောက်တစ်ခုကြည့်တရားတွေ Google Image ဒါတော့ပုံမဲထုတ်ပြီးမှာရှားပါမှရှာလို့မရဘူးကမ်ပါဆိုကမ်ပါတော့ပုံတီးတတ်မယ်ဟုတ်ပြီနောက် new tab ခေါ်လိုက်မယ် new tab ခေါ်ရမယ်ဒီကောင်က Shellas ဒါကမစိုးဒီအကောမရဘူးဒါကကျွန်တော်လည်းမတုံးကျွန်တော်အကောင့်နဲ့လည်းမရဘူးလည်းမသိနောက်ဒီမှာအားဒီမှာဒါတော့ကျွန်တော်ရဲ့အကောင့်ပြင်မှာအကောင့် drive ဆိုတော့ဒီကျွန်တော်ပုံနေဗီဒီယိုတွေကိုထည့်လို့ရတယ်ပြီးတော့ 15GB အလားပေးထားတယ်ကျွန်တော် down ထားတာလေးတွေပြီးတော့ဒါကိုကျွန်တော်တို့ applet ကိုလည်းပြန် share လို့ရတယ်ဗျဒီရဲထည့်တာရောဒီ Google Drive နဲ့တကယ်လို့ကျွန်တော်သိငယ်ချင်းတွေက 15GB ပေးထားတယ်တကယ်လို့ကျွန်တော်သိငယ်ချင်းတွေကဗီဒီယိုလောက်တာပဲဖြစ်ဖြစ်resume ပေါ့ CV form တွေပိုင်းလုပ်လို့ရှိရင်ဒီခါလေး email နဲ့ပဲပို့လို့ရှိရင်ဒီ drive ကိုပါခါလေးတွေ့ပို့လို့ရတယ်ဗျာသူရဲ့ drive link ကိုယူပြီးတော့အလုပ်လုပ်ရတယ်သူကလည်းဒီမှာ AI သုံးပြီးလို့ရတယ်ဗျဒီမှာလည်းတင်ပါတယ်ဗျာ keyboard shortcut တွေပါတယ်ဒီညာမှာဖြစ်တော့ဒီ set တွေပါညာတော့တချို့ဟာလည်းတော်တော်များများအတူတူလောက်လို့ကျွန်တော်ထင်တာပါပဲဆို calendar ကတော့သိပါတယ်ဘယ်နေ့မှာမှတ်ထားရသူကဒီနေ့ပေါ့ကျွန်တော်ဒီနေ့နေ့မှာပဲသွားမယ်ဘာလုပ်မယ်ပေါ့ဗျာကျွန်တော်လေးမှတ်ထားပြီးတော့တင်ထားတော့တခါလေးကိုမိနေတဲ့ခါမှာပြန်နေပြီးတော့ကိုပြန်ပြီးတော့သတိပေးမှာပေါ့ဗျာအဲ့တော့ Google Keep အဲ့တော့ note လေးတွေပေါ့ဒီနေ့မှာတော့ဘာလုပ်ရမလဲဆိုတာမျိုးလေးတွေကိုမှတ်ထားတာမျိုးဒါက test အားလည်းဘယ်နေ့မှာပဲရှင်းမှာဘာလုပ်ရမလဲလုပ်ငန်းဆောင်တာလေးတွေမှတ်ထားလို့ရတယ်ဗျာချက်ပို့ပြီးလုပ်လို့ရရှိတယ်တော့ဒါတော့ contact ကတော့တည်တိုင်းပဲဟို Gmail number မှတ်ထားတော့ပါလို့နော်ဒါလေးကမဆို Google Add Google ညွှန်ကြားရပါဒီမှာကျွန်တော်ကဘယ်လိုပြောရမလဲဒီကျွန်တော်အကုန်လုံးမသိဘူးကျွန်တော်လည်းတကယ်ပပစမ်းကြည့်ထားပဲရှိတယ်ဗျာဒီ Google Add Canva တို့ C.O AI email writer GPT Wasp okay ဆိုတော့ခုသွားကြည့်အောင်ဒါခုနဟာဒီပဲခုန Google Photo ဒါတော့ဗီဒီယိုတွေထည့်ပေးမယ်ပုံတွေတစ်ခါထည့်ပေးမယ်ပြီးရင်ဒီထုတ်တင်ရတဲ့ပုံထဲမှာပါတဲ့ဒီအသေးစိတ်အချက်လက်လေးတို့တစ်ခါတူမေးကြည့်လို့ရ translate ကတော့တွဲတည်ရပါပဲဒါတော့ဘာသာကားပေါင်းလို့ဘာလို့နေလေးပြန်မလိုက်လေးလိုလေးပြန်လို့ရတယ်ဒါတော့မင်းတော့ကျွန်တော်ဗီဒီယိုပို့ပြောသလိုအစည်းအဝေးတဲ့လို meeting လေးလုပ်ထားပါတယ်ကျွန်တော်လုပ်လို့ရတယ်ဒီအလေးတော့ဘုံတော့မှထွက်ထားတာသူကပါတယ်သူကဒီတော့ဘာလို့လိုမျိုးအဲ့လိုမျိုးလေးဗီဒီယို editing ပုံစံပဲဗျာဗီဒီယို editing ပုံစံဒီမှာ upload လုပ်မလားဒါပေမဲ့ upload လုပ်မလားဒီမှာ store ရှိရဒီပုံလေးပေါ့နော် okay လောက်ပဲယူမယ်ဆိုရင်ဖြတ်အောင်
တန်နေပါတယ်ပါပြီးသားပြီး sticker sound effect sound effect တွေပါသေးတယ် sound effect ဆိုလည်းအများကြီးပါတယ် alarm anime တော့မဆိုးပြောလို့ရတယ် sound effect မဆိုးတော့ကြည့်ဗျာ free ပေးတာပေါင်းနေလားဆိုလို့လေဟိုတော့ဘယ်လိုတော့မှဒီကော array နဲ့မတူလို့ပါမယ်တော့နေတော့တိုင်ပဲဗျာနော်ဒီ sound effect caption တွေထည့်ရတယ်မစာတိုင်းလည်းထည့်လို့ရတယ်လွယ် video editing ပေါ့ပါလေးလုပ်နေဆိုမဆိုးဘူးဗျာအကုန်လုံးလက်ခါပြီးထား effect ပါစာသား effect ပါဗျာစာသားထည့်မယ်design ကြီးကောမိုက်တယ်ဗျာဆိုးပြီလားကေခုန sound effect တွေရောပေါင်းနေလိုက်ကေokay template တွေတုံးလို့ရတယ်မယ် template တုံးမလား template ဒီမှာစာရေးပြင်မလားစာရေးပြင်လို့ရတယ်နောက်ဆုံး file နေရတော့ play လိုက်ဆိုတော့ကံပါတော့တုံးတော့ရတယ် okay free ပေးတဲ့ဟာလေးပေါ့ဘာလီတုံးရတယ်လေဆိုဒီလိုကိုကဒီကိုမှရှိတဲ့ file တွေပါရှိရဆိုတော့ဒီမှာ upload ရနေရော Google Drive လား Google Photo လားသူကတော့ခုရှိ Google နဲ့ဟိုကနေပဲရတယ်ရှားအပြင်တုံးလို့မရဘူး shape တူလေဟုတ်တော့ဒါလေးကိုတုံးကြည့်ကြပါအဲ့တော့ image ကေ shit တက်စရီပေါ့နော်ဒီကြော sound effect တွေလည်းပြည့်ထည့်တယ်Microsoft Word တို့ပါသုံးပွဲလို့ဆိုတော့တည်ရဗျာလောကဒါကြီးခက်ခဲဖြစ်ပြီ language မှာဆိုရင်မြန်မာလိုပါတော့မဖြစ်တာပဲမြန်မာလိုပါတယ်ဗျာမြန်မာလိုတော့ပါနေဆိုတော့စစ်ပေါ့မြန်မာလိုပါတာပြန်နေပါတယ်ဗျာကျွန်တော်တို့အင်္ဂလိပ်ကိုပြန်ပြောမယ်နောက်တစ်ခု edit တွေဝင်မယ် edit ထဲမှာလုံးလာဒီ copy လို့ပါတော့ဖြတ်လို့ရတောက်လို့ရပါတယ်ဗျာ control V copy ဆို control C ဖြတ်ထားတော့ control H command A ပေါ့ကျွန်တော် man နဲ့သုံးတာနော် view insert ထားတော့ animation တွေပါပဲလုပ်လို့ရတယ်ဗျာ classic ပေါ့ထား classic okay got to blank or send okay နော်နောက်ဒါလေးထုတ်ရအောင်တော့ format ထဲမှာရ upload ဒီမှာရ insert ရ upload ထဲမှာကျွန်တော်ဒီအပြင်က video တွေ file တွေလည်းထည့်လို့ရတယ်ဗျာဒီနေ့အမားတွေနည်းနည်းလာဘူး set user template time master rate to array okay ဒီနားလေးမှာဒီမှာကျွန်တော် video ကို share မလား customer style page format okay နောက်ဆုံးပြီးသွားရင်တော့ဘာလို့ download ဆွဲမလားဒီ down လေးမှာနှိပ်လိုက် download ဆွဲမလားဒါမှမဟုတ် export to Google Drive ဒါမှမဟုတ် copy ကူးမယ်လက်ဆောင်ပေးကိနေပေးမလားပြီးလို့ရတယ်စမ်းကြည့်ကြည့်ပါနော်မြန်မာလိုဘာသာပြန်လဲရတယ်ကျွန်တော်တိတ်အခက်ခဲမရှိဘူးကျွန်တော်တို့သဘောကျတယ်ဒီမှာဆိုလေရှိတ်တွေအများကြီးရှိတယ်ဘယ်လိုသွားမလားရအောင်ရှာနေတာကိုရက်ကိုယ့်ရဲ့အမားကိုနည်းနည်းချင်းတိုက်ဖြတ်မနေ့ကဖြတ်ဒီနေ့အမားတွေနည်းနည်းတော့ဘာရှိသေးတော့ဆိုတော့ဒီ Google ရှိရတော့ဒါဘယ်လိုလဲExcel လိုမျိုးပဲဒါကြောင့်ကျွန်တော်လည်း login မကြောင်းကျွန်တော်တော့တင်နေလေးပါနေပါတော့တတ်ထားနော်တစ်ခွက်နှစ်ခွက်လို့ဘယ်လိုပေါ့ဗျာဆိုပို့တာလဲဒါတော့ Excel လို့ဆိုကျွန်တော်မျိုး login မကြောင်းလူလည်းဒီမှာလည်း2တွေပါတာပါပဲကျွမ်းတဲ့လူကတော့စမ်းကြည့်လို့ရပါတော့စမ်းကြည့်ဒါတော့ကျွန်တော်အသုံးပြုနေဟောလို့ကျွန်တော်ထောက်ပြီးတော့နော်ကျွန်တော်ဒီပဲခေါင်းစဉ်တွေရေးမယ်ဒီမှာဘာညာ quick ပေါ့ဗျာဒါ project name ဒါသူပြီးတဲ့ template ကိုယူသုံးလို့ပြီးတဲ့ template မသုံးမနဲ့ကို customize လေးလုပ်ရအောင်နော်ပလာဆိုရင် template ဆိုရင်ဟုတ်ပါဘူးလားinsert ကိုကြိုက်တဲ့ project share email ဘာမှမပါဆန်ဒါလည်းမစိုးရ CB ဖောင်လုပ်နေရတော့ဒီ project ကိုမိုက်စာ design တွေနဲ့ဖန်တီးခြင်းတဲ့လူတွေအတွက်တော့ meeting note project management project asset content အများကြီးပဲဗျာလုပ်လို့ရတယ်ဗျာတော့တော်လေးပဲကဲတော်လေးပဲစင်ပြီး communication တဲ့ရေးပဲဒီပြီးသွားတော့ copy လေးနေနေဟိုလား file လေး save လုပ်လာတော့ဆွဲမလား Google Drive ကိုထည့်မှာဖြတ်တော့တော့စာအုပ်ကြီးပါတယ်ရှာနေဒီတော့မှဒီ
password တော့တိုင်းတိုင်းလို့ကောင်းပြီးခုခလာတယ်အဲ့ပုံနဲ့မှတ်လို့ရဘူးဒီ password တော့ဒီကိုဆိုင်ရတော့စောင်းတော့ဒီโอเคပေါ့ဒီထိုင်လည်းပြန်လာတော့ဒီကိုကြိုက်တယ်ဒီမှာစလိုက်ပြီးတော့ပါရတယ်ဒီလိုကြည့်ရအောင်ဒီကဒီအိုင်ဒီစမ်းလို့တော့အလုံးနဲ့စမ်းကြည့်ကြဖို့တိုက်တွန်းပါတယ်တက်တာမတက်တာတဲ့ကျွန်တော်တို့ပဲပေါ့နော်စမ်းကြည့်ကြည့်ပေါ့ဘာတော့သုံးဝင်တော့ဘာလို့လဲစမ်းကြည့်မှလည်းသုံးဖို့ဘယ်ဟာသုံးဝင်လဲကိုယ်ပဲသုံးဝင်တယ်သုံးဖို့ဆိုတာအတိပါပေါ့နော်လက်ကနေကျွန်တော်ဒီထိုင်နေတာထိုင်ပြီးပူနေရတဲ့ဆိုင်တော့တစ်ခုကိုအတစ်တစ်ခုကိုလေးလာလိုက်တာပို့ပြီးတော့ကြောက်တယ်လို့ကျွန်တော်ကတော့ယူဆတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းအကုန်တိမနေဘူးဒီလိုပဲစမ်းကြည့်တာပဲအဲ့လိုလုံနေမှလည်းသူ့ကတခြားလူတွေကလာပြောတယ်ဟာသူဒီလိုလုံနိုင်ပါလားဆိုတာမျိုးပဲအဲ့မြေမျိုးမှာလုံလာအထားမျိုးလည်းရှိနိုင်တာပဲဟုတ်တယ်မလားမရှိတော့ကိုကျွမ်းကျင်တယ်ဗျပြီးဒီ YouTube channel လေးတစ်ခုထောင်အဲ့လိုပဲဒီဗီဒီယိုတွေပါလို့ဆိုပြီးတော့ YouTube channel မှာတင်ထောင်နေကြည့်ရလို့ရှိရောလဲကြည့်ရလို့များတယ်များတော့လဲဒီ monetization တွေပတ်စံနေတာတော့ထားပါအဲ့တော့ရန်ကြာကြီးတာမကြည့်တာထားကို private လုပ်ရတယ်ဒီလို portfolio ပါရော YouTube channel လေးတွေပါရှိတာလို့လည်း YouTube channel လေးတွေဖြည့်လိုက်လို့ရတယ်ဗျာဒီလိုလုပ်တဲ့ project တွေလုပ်ထားတဲ့ဗီဒီယိုတွေကိုပြလိုက်လို့ရတယ်ဗျာလည်းမျိုးသူများကြည့်ရမကြည့်ရတဲ့ပုံပုံကြည့်လို့ရတယ်ဗျာဘာဖြစ်နေလဲလုံးနဲ့ဟာဒီကအလုပ်ခဲ့တဲ့အမားတွေပါရောပြန်ဒီလားဆက်စင်လို့ရတယ်လို့မိတ်ဆွေတို့ကလည်းဒီနေ့တော့လောက်ပါပဲတကယ်လို့သုံးလို့ရှိရင်လည်းကျွန်တော် comment မှာကျွန်တော် channel ကိုကြည့်ရလို့ရှိရင်လည်းcomment မှာကျွန်တော်ပြန်ပြီးဆွေးနွေးပြလို့ရပါတယ်ကျွန်တော်တို့ပြန်လဲဆွေးနွေးကြည့်ကြအောင်တော့မယ်ကျေးဇူးတင်ပါတ